ဂန်နဝင်ရဲ့အမွေနှစ်ကိုစိန်ခေါ်လိုက်တဲ့ NBA ကျယ်ဝန်းသစ်များပေါ်ဝင် Entertainment ကနေနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ခင်ဗျာ2025ခုနှစ် NBA ရဲ့အကြီးမားဆုံးဆွဲဆောင်မှုကတော့လူငယ်တွေရဲ့ဂန်နဝင်စိန်ခေါ်မှုပါပဲLeBron James နဲ့ Kevin Durant တို့လိုစံချိန်တွေတင်ထားတဲ့ကစားသမားတွေရဲ့ခေတ်ကုန်ပြီလားဆိုတဲ့မေးခွန်းတွေဟာနေ့စဉ်နဲ့အမျှထွက်ပေါ်နေပါတယ်ဒီ Top Prospect တွေဟာသူတို့ရဲ့ရဲရင်တဲ့ကစားဟန်နဲ့စွမ်းဆောင်ရည်တွေကြောင့်တက်တန်းရင်အားကစားသမားတွေရဲ့အမွေနှစ်ကိုချင်းချောက်နိုင်တဲ့အခြေအနေကိုရောက်လာတာဟာလိအတွက်စိတ်လှုပ်ရှားစရာအကောင်းဆုံးအပြောင်းလဲပဲဖြစ်ပါတယ်ယနေ့ခေတ်ကစားသမားတွေဟာသုံးဘက်လိုင်းကနေပြစ်တာအရှိန်မင်းပြီးကစားတာစတဲ့ခေတ်မီတဲ့နီးစနစ်တွေနဲ့လိရဲ့စံချိန်မှတ်တမ်းတွေကိုအသစ်ပြန်ရေးနေတာကိုမြင်တွေ့ရပါတယ်ဒါပေမဲ့ဒီကျယ်ဝန်းသစ်တွေဟာဂျော်ဒန်ကိုဘီဒါမှမဟုတ်လီဘရွန်တို့လိုဂန်ဝင်တွေရဲ့အရှိန်အဝါကိုဘယ်လိုကြော်ပြပြီးသူတို့ရဲ့သမိုင်းကိုကိုယ်တိုင်ဘယ်လိုရေးထိုးမလဲဆိုတာပရိသတ်တွေကြားမှာအမြဲတမ်းဆွေးနွေးစရာဖြစ်နေပါတယ်ဒီလူငယ်ကျယ်ဝန်းတွေဟာပွဲတိုင်းမှာတက်တန်းရင်ကစားသမားတွေကိုရင်ဆိုင်ရဲယုံတာမကစွမ်းဆောင်ရည်ပိုင်းအရလည်းဒန်းတူရည်တူရှင်ပြိုင်နိုင်စွမ်းရှိနေတာကိုတွေ့ရပါတယ်သူတို့ရဲ့အရှိန်ဟုန်လျင်မြန်မှုနဲ့ဘောလုံးကိုထိန်းချုပ်နိုင်စွမ်းတွေဟာဂန်နဝင်ရဲ့ပုံစံနဲ့စမ်းကျင်ဘက်ဖြစ်နေပြီးပရိသတ်တွေကိုလည်းအမြင်သစ်တွေပေးနေပါတယ်ဒီလိုနဲ့ခေတ်သစ်ရဲ့အကောင်းဆုံးကစားသမားနေရာကိုလွှဲပြောင်းယူမဲ့ပုံရိပ်ဟာတပြေးပြေးပိုပြီးထင်ရှားလာနေပါတယ်ဒီလိုမျိုးဆက်သစ်အပြောင်းလဲနဲ့သူရဲကောင်းအသစ်တွေရဲ့ပေါ်ထွက်လာမှုကပဲ NBA ကိုပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ပြိုင်ပွဲတစ်ခုဖြစ်စေပါတယ်ဒီလူငယ်ကျယ်ဝန်းတွေဟာသူတို့ရဲ့ခြေစွမ်းကြောင့်လူမှုမီဒီယာမှာနေ့စဉ်နဲ့မျှခေတ်ရည်စည်းကြောင်းဖြစ်နေပါတယ် NBA ပရိသတ်အများစုဟာရုပ်သံသတင်းတွေထက် Twitter, Instagram နဲ့ TikTok လို platform တွေမှာပဲသတင်းချက်လက်ကိုအဓိကရှာဖွေကြပါတယ်ဒီကစားသမားတွေရဲ့အားကစားပုံစံကမြန်ဆန်ပြီးထူးခြားတဲ့အတွက်ဗီဒီယိုအတူထွာနဲ့ highlight clip တွေအဖြစ်လွယ်တကူထုတ်ယူနိုင်ပြီးချက်ချင်းပြန့်နှံ့နိုင်တာကလည်းအဓိကအချက်ပါပဲလူမှုမီဒီယာမှာဒီလိုလွှမ်းမိုးထားနိုင်တဲ့အတွက်သူတို့ရဲ့သတင်းတွေဟာနိုင်ငံတကာအားကစားမီဒီယာဌာနတွေစီကိုပါလျင်မြန်စွာရောက်ရှိပါတယ်ရခိုင်ကလိုနှစ်ချီကြောင်စောင့်စရာမလိုပဲကစားသမားတဦးရဲ့နာမည်ဟာဥရောပအာရှနဲ့လက်တင်အမေရိကစတဲ့နိုင်ငံခြားဈေးကွက်တွေစီကိုလျင်မြန်စွာပြန့်နှံ့သွားစေပါတယ်ဒီလိုနိုင်ငံတကာကြော်ကြားမှုဟာ NBA အတွက်ကမ္ဘာလုံးဆိုင်ရာဈေးကွက်ချဲ့ထွင်မှုအတွက်အကောင်းဆုံးသောအခွင့်အရေးဖြစ်လာပါတယ်ဒီလူငယ်ကျယ်ဝန်းတွေရဲ့ပေါ်ထွက်လာမှုဟာ NBA ရဲ့စီးပွားရေးလောကကိုပါကြီးမားတဲ့သက်ရောက်မှုရှိပါတယ်သူတို့ရဲ့ဂျာစီရောင်းအားတွေဟာကမ္ဘာတစ်ဝန်းမှာအလင်းမြန်ခုန်တက်သွားပါတယ်ပရိသတ်တွေဟာဒီကျယ်ဝန်းလေးတွေကိုကွင်းထဲမှာကိုယ်တိုင်ကိုယ်ကျမြင်တွေ့ကြကြတဲ့အတွက်သူတို့ကစားတဲ့ပွဲစဉ်တွေရဲ့လက်မှတ်ရောင်းအားဟာလည်းအရင်ထက်တိတိတသာတိုးလာပါတယ်ဒီလိုမျိုးဓာတ်ရိုက်ရရှိတဲ့ရောင်းအားတွေကအသင်းပိုင်ရှင်တွေတဲ့အဓိကငွေရင်းမြစ်ဖြစ်တဲ့အတွက်လူငယ်ကျယ်ဝန်းတွေရဲ့ဈေးကွက်တန်ဖိုးဟာအတော်လေးမြင့်မားနေပါတယ်နာမည်ကြီးအားကစားကုမ္ပဏီတွေဟာဒီလူငယ်ကျယ်ဝန်းတွေနဲ့ဈေးကြီးတဲ့ဖနက်စာချုပ်တွေချုပ်ဆိုဖို့အပြိုင်ဆိုင်ကြိုးစားနေကြပါတယ်ကိုပိုင်ဖနက်အမှတ်တစိတ်စာချုပ်တွေရရှိတာဟာကစားသမားတူရဲ့ဈေးကွက်တန်ဖိုးကိုပြသနေပါတယ်ဒီလိုနဲ့ပဲ NBA ရဲ့အနာဂတ်ဟာဒီလူငယ်ကျယ်ဝန်းတွေကြောင့်အတော်လေးကိုတောက်ပနေပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အားကစားသုံးသက်ချက်တွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ channel ကိုဆက်ပြီးစောင့်မျှော်အားပေးပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်